င်းရင်ကျွန်တော်ကြက်တီကိုမပြင်းတတ်ဘူးဗျဘလို့ပြင်းရလဲကြက်ဆိုတာကျွန်တော်ပြောမယ်လမ်းနေကတ်စကန်နေကောင်းဖို့အတွက်ကြက်ဆိုတာခုနိုင်ခနိုင်မှလည်းကြက်ကနိုင်တာဆိုညီကိုမမေ့နဲ့ကြက်ဆိုတာအဓိကခနိုင်တဲ့ရချင်းနေကောင်းရင်လည်းနိုင်တယ်ဗျကြက်ဆိုတာအဓိကကျွန်တော်ပြောချင်တာမာကုန်ကောင်းရမယ်အဲ့အဓိကညီကိုတခြားမေ့နေမှာဟာကြက်ကခုတ်တွေကောင်းတယ်ငုံတွေကောင်းတယ်ဘာလို့မနိုင်တာမာကုန်ကောင်းမှလည်းနိုင်တာပဲရက်တီမှုတွေကောင်းဝိုင်းထဲမှာရှေ့လူကြီးပြောတာမမေ့နဲ့ရှေ့ယူစကားလည်းမပေးကောင်းကြက်ဆိုတာခံမှုရမယ်ကြာမှုရမယ်နာမှုရမယ်ရက်မှုရမယ်ဘာမှနိုင်ကြီးပေါ့မေ့နေမှာကြောက်လို့ညီကိုသတိပြရတော့အခုကအဲ့အရာတွေကိုကျွန်တော်ဘယ်လိုပြင်ရမလို့ကြက်ဆိုတာကျွန်တော်ဂရိပုတ်တွေကောင်းနေတယ်ဂရိပုတ်တွေမာလာတယ်ကြက်ဆိုတင်နဲ့တိုးလာတယ်ညိုတင်နဲ့တင်စုပ်လာကြမရှိဘူးတင်နဲ့တင်ဘာကြောင့်စုပ်သွားတယ်ရက်ပတ်တွေနီးလို့ကြက်ပုတ်တဲ့အချိန်မှာရက်ပတ်နီးဆိုတာတင်နဲ့တင်စုပ်လာရက်ပတ်ကလေးကကျွန်တော်ပြောမှာတင်းနေရှောက်ပန်းအောင်နည်းနည်းလေးဝေးမယ်ကြက်အားပြီးအင်ပြတိုင်းတိုင်းနေလို့ပုတ်တယ်ဆိုရင်ကြက်ကတင်နဲ့တင်ခြေရွက်တိုးလာတင်နဲ့တင်ရော့မလားငုတ်တွေကတင်နဲ့တင်တိုးလာကြက်ဆိုတာမာရင်ငုတ်ကြတာပဲကြက်ဆိုတာမာရင်ခနိုင်ရင်ဟိုသူတို့လုပ်ချင်တဲ့လုပ်ကိုအမာဓာတ်တွေကောင်းရင်ကြက်ဆိုတာညီလေးငုတ်ကြတာပဲเนาะကြက်ဆိုတာနောက်ပြီးတိုက်စင်ကြရင်လည်းကြက်ကငုတ်ကြတာပဲအဓိကလူတိုက်တာညီကိုမေ့နေမှာကြောက်လို့အဓိကလူတိုက်တာတော့ကြက်ကကောင်းမှုတဲ့လူကောင်းမှုနဲ့မာကုန်လေးကောင်းလူလည်းကောင်းရမယ်ကြက်ကလည်းမာရမယ်ကြက်ကနောက်ပြီးတိုက်စင်ကြက်တာတိုက်ရင်ကြက်ကနိုင်ရမယ်ကျွန်တော်ပြောချင်တာငုတ်ဆိုတာအဓိကကြက်ကငုတ်ဆိုတာခုတ်ခွင့်ရကြက်ဆိုငုတ်ကြတာညီကိုမေ့နေမှာကြောက်လို့အဲ့ဒီကျွန်တော်ပြောချင်တယ်မှန်တယ်ပါတော့ကျွန်တော်ပြောချင်တယ်ကိုကောင်အဲ့လောက်တင်ကျွန်တော်တို့ကြက်စပြီးပြင်းနီးလေးပြောပါလားလွဲပါတယ်ကျွန်တော်တို့ကြက်တကောင်ကိုစပြီးပုတ်တော့မယ်ဆိုရင်စပြီး9မိနစ်လောက်ပေါ့9မိနစ်လောက်ပုတ်ပြီးနောက်3ရက်လောက်ဆိုရင်ထပ်ပြီးတော့9မိနစ်လောက်ပေါ့အဲ့3ရက်နာအဲ့9မိနစ်ပုတ်ပြီးတော့9ရက်လောက်နာ9ရက်လောက်နာပြီးကြက်ကိုကျွန်တော်10မိနစ်လောက်ပုတ်တာထပ်ပြီး10မိနစ်လောက်ကပုတ်ပြီးဘယ်နဲ့နာဆိုတော့ကျွန်တော်10လောက်နာ10မိနစ်ပုတ်ပြီးကျွန်တော်10ရက်နာမယ်ပြီးလဲပြီးတော့နောက်တစ်ခါကျကျွန်တော်တို့ဟိုနောက်တစ်ပတ်ကျကျွန်တော်45မိနစ်လောက်ရိုက်လိုက်45မိနစ်လောက်ရိုက်ပြီးတော့ကြက်တကောင်ကိုရက်20လောက်ထားအဲ့ဒီလောက်ပုတ်ပြီးတော့နောက်တစ်ပတ်ကျကျွန်တော်ရေကုန်ပုတ်ချလိုက်ရေကုန်ပုတ်လိုက်ကျွန်တော်တို့ကြက်ပေါက်ဆိုရင်ကျွန်တော်တို့22မှာတရက်အပြည့်ထားပြီးမှကျွန်တော်တို့တိုက်ကန်ဒီ21ရက်ထားပြီးမှခြေချော်လေးထောက်ပြီးမှနောက်3ရက်မှာသွားတိုက်အဲ့ဆိုကြက်ကတားခွတ်တာကြက်ဆိုတာပုတ်တက်ရတယ်ကြက်ဆိုတာဟိုကြိလိုက်တဲ့ရှင်လက်ထဲမှာဟိုတောင်းတင်းပြီးတော့အမာတာကလေးကောင်းပြီးတော့ကြက်ကနောက်ပြီးတော့ဟိုတန်းကြက်မြင်တစ်ဖက်ရန်သူမြင်တထိုင်းတိုင်းထနေရအဲ့မှာကြက်ကခွတ်စိတ်အပြည့်ရှိအောင်သူတို့ကလည်းခွတ်စိတ်ရှိမှလည်းကြက်ဆိုတာခွတ်တာကြက်ကဖုံဆုံနဲ့အမွှေးတောင်ကဖုံဆုံနဲ့မလန်းမဆန်းမျက်နှာနဲ့ဟိုကြက်ကိုသွားတိုင်ကြက်ကမခုတ်ဘူးအဲ့လေကြက်ရဲ့ကြက်ကအခြေအနေနဲ့သိရမယ်ကြက်ကဟိုတသွေးနဲ့တသားနဲ့ကျွန်တော်တို့ကြားတယ်အဓိကကြက်ကကျွန်တော်ပြောမယ်အမွှေးမကျွတ်ပုတ်တက်လီပိုးပြီးတော့ကောင်းတယ်အမွှေးမကျွတ်တဲ့ကြက်ကမိုင်းရှောင်ဘူးအောင်လုပ်ပြီเนาะဒီကတော့ကျွန်တော်ဖုန်းနံပါတ်မှတ်တာပါအောင်431